ကဲဒါလေးကတော့အိမ်မာလေးဘေးဆုပ်ကိုဒီမာလေးတွေက extra လေးတွေလောက်တာလာတင်တာပေါ့နော်သူကဘေးဆုပ်လောက်တက်ပြီးသား advance လာတင်တာပေါ့နော်ဘာနဲ့လောက်လဲဆိုတော့ဘေးဆုပ်ကိုပဲ extra လုံကြီးလေးတွေတင်တယ်ဒီမှာအောင်မဲညို extra လေးနဲ့ဘေးဆုပ်လေးလောက်ကြည့်မယ်ဆိုပြီးတော့အဲ့ဒါလေးကိုအခုဘေးဆုပ်လေးကိုမှုနေတာပါဒါလေးကတော့ဖွက်ပြီးတော့ညီမလေးမီးပိတ်လို့ရပြီခဲလေးတွေပြင်ဆိုရပြီနော်ဒီထဲမှာအခုကဲဘာလေးပါလဲပြပြပါအောင်ဒီထဲမှာရှားဆောင်ရယ်ရှားဆောင် extra ပါတယ်ပြီးတော့ရက်ဘတ်တာပါတယ်ဗိုက်တာမင် B3 ပါတယ်လောလောဆယ်ထည့်ထားပြီเนาะထည့်ထားပြီဆိုတော့အမတို့ကဒီမှာအောင်မဲညို extra လေးအောင်မဲညို extra လေးထည့်ပါမယ်ကဲလားအမိဆုံးလေးပဲအမိဆုံးလေးဒါလေးကအောင်မဲညို extra လေးเนาะကဲစမ်းစမ်းမထည့်ပါမယ်မထည့်ပါမယ်မွေကြည့်โอเคအောင်မဲညို extra လေးလောက်ထားပါရှင်လောင်းပါပြီเนาะအောင်မဲညိုစက်ပြားလေးလောင်းနေပါပြီရှင်ဒီညီမလေးကလေဒီစက်ပြားလေးကိုဒီလိုမျိုးကင်မွန် sorry ကင်မွန်တည်တယ်လေဒါပါသည်ဒါကရှားဆောင်ရယ်ရှားဆောင်ရယ်အောင်မဲညိုရယ်လောက်ထားတဲ့ဟာပေါ့เนาะဟုတ်ကဲ့လေးကတော့စပလင်နဲ့ဟုတ်တယ်ဟိုအားပါတယ်တပုတ်စက်ပြားလေးလောက်ထားတာပါရှင်ဒါပြီညီမလေးနောက်ဒီဘက်ဆက်လောင်းတဝက်လောက်ပဲထည့်ပြီးရင်ဟိုထဲကိုမိုးသေးလေးတွေထည့်လိုက်နော်တဝက်လောက်ပဲထည့်ရပြီမိုးသေးလေးတွေလည်းမလက်ပြလေးထည့်မယ်လက်ပြလေးပန်းလေးရတယ်ပန်းနောက်တစ်ခါလောက်ရအောင်ရပြီလားရပြီလေရတယ်ဘက်ကကုန်ချစ်လိုက်တယ်ဒါလေးရရွှေစက်ပြားလေးလုံနေတာပါဒါလေးကိုလောင်းမယ်နော်ခုနကအောင်မဲညိုစက်ပြားလေးရဲ့ပေါ်မှာစပရေးလေးဖြန်းလာမယ်ခဏလေးရပြီသမီးပေါ်ဟာလေးမှုပြီးထည့်ဟုတ်မှုပြီးထည့်ပေါ်ဟာလေးမှုပြီးထည့်ပဲရပြီနောက်တစ်ခွက်ဖြန်းလိုက်တယ်ထည့်လိုက်တော့ရပြီရပါပြီဒီထဲမှာကြီးလေးတစ်ခုထည့်လာမယ်အဲ့ဆိုဘာဖြစ်လဲဘဘကဟာလေးလည်းရတယ်တော့ဘာလောက်ထည့်လိုက်ကြည့်ရတော့ဘာလောက်ထည့်ရပြီကျန်တဲ့ဘက်ကိုထပ်ထည့်အောင်နောက်ထည့်လိုက်တယ်လောလောခဲပဲထည့်လိုက်တယ်ရတယ်စီရမယ်ရွှေတက်လိုက်တော့ကောင်းပြီလားထည့်လိုက်ရတခုရပါပါဒီသေးလေးကြာအများနဲ့ဆောင်လေးလို့ချက်တာထည့်လိုက်တယ်โอเค